ဇလန်တေဟိုတလောကမှကျမ Snapchat ကိုပြန်ထည့်လိုက်တာပုံမှန်အားဖြင့်တော့ social media ကကျမရဲ့စိတ်ကျန်းမာရေးကိုထိခိုက်နိုင်လို့ခဏခဏနားလေးရှိတယ်။ဒါပေမဲ့တခြားသူတွေအားလုံးသုံးနေကြတော့တငယ်ချင်းတွေနဲ့အဆက်အသွယ်ရတာကောင်းမလားလို့တွေးမိတယ်။ကျမလူတွေကိုပြန် snap လိုက်တော့အရင်တော့မသုံးတော့နဲ့မတူတဲ့ feature အသစ်တစ်ခုကိုသူတို့ထည့်ထားတာသတိထားမိတယ်။အဲ့ဒါကတော့ quick add လုပ်လို့ရတာပါ။အဲ့ဒါကတော်တော်မိုက်တယ်လို့ထင်ပြီးတော့တငယ်ချင်းအသစ်တွေရမလားလို့တွေးမိတယ်။မကြခင်မှာပဲလူတချို့ကကျမကိုလာအပ်ကြတယ်။ကျမအဲ့ဒီလောက်ဂယုမဆိုင်ဖဲနဲ့လစ်လို့ရှူထားလိုက်ပေမဲ့တခါတလေတော့စကားပြောပြတယ်။ပြီးတော့ဘာအကြောင်းပြချက်မှမရှိဘဲနဲ့2ရက်လောက်ကြာတော့ကျမ group chat တစ်ခုတည်းကိုထည့်လိုက်တယ်။ပထမတော့ကျမသိဂယုမဆိုင်ဘူး။လူ10ယောက်ကနေ15ယောက်လောက်ပောက်ကရတွေပြောနေတဲ့တာမန် group chat တစ်ခုလိုပဲထင်ခဲ့တာ။အများစုကယောက်ျားလေးတွေဖြစ်ပြီးတော့သူတို့ကကားတွေအားကစားတွေလိုမျိုးယောက်ျားလေးတွေအများဆုံးပြောလို့ရှိတဲ့အကြောင်းအရာတွေကိုပြောကြတယ်။ဒါမဲ့လည်းအဲ့ဒီ group ထဲမှာမိန်းကလေးတချို့လည်းပါတယ်။ကျမသိပြီးတော့ပါဝင်ပြောဆိုတာမျိုးမရှိသလောက်ပဲ။နောက်ထပ်ရန်နေငယ်ကြတော့တူတူချာချာဘာမှမဖြစ်သေးဘူး။အဲ့ဒါကရေစရာကောင်းတယ်။ဘာလို့လဲဆိုတော့ဒီချိန်ဆိုရင်ကျမကိုဘယ်သူမှမသိတဲ့သူတွေကမလိုလားအပ်တဲ့ message တွေပို့နေလောက်ပြီ။အဲ့နောက်တစ်ယောက်ကကျမကိုအပ်လိုက်တယ်။သူ့နာမည်က George တဲ့။သူကအဲ့ဒီ group chat ထဲရပဲ။သူကျမကိုတယောက်ချင်း message ပို့လာတယ်။ဒါမဲ့အဲ့ဒီ group အကြောင်းရောဘသူအကြောင်းကိုမှမပြောဘူး။သူကျမကိုတီကျွမ်းချင်နေပုံရတယ်။ကျမတို့အများကြီးစကားပြောပြတယ်။တခါတလေတညလုံးပြောပြကြပြီးတော့ FaceTime တောင်မှ2ခါ3ခါလောက်ပြောပြတယ်။သူကကျမဘာလုပ်ရတာကြိုက်လဲ။အကြိုက်ဆုံးအစားအစာဘာလဲ။စတာတွေကိုမေးတယ်။ကောင်းပါတယ်။ပုံမှန်တငယ်ချင်းတယောက်ရလို့ကျမပြောပါတယ်။ဒါမဲ့နောက်ပိုင်းသူကထူးဆန်းတဲ့ကိုကြီးကိုရာမေးခွန်းတွေမေးလာတယ်။သူတခုခုကိုစုံစမ်းနေပုံရတယ်။ဒါမဲ့ဘာလဲဆိုတာကျမမသိဘူး။တညမှာသူကျမကိုထူးဆန်းတဲ့မေးခွန်းတစ်ခုမေးတယ်။ဘာမေးလဲဆိုတာကတော့ကျမသိချာမမှတ်မိတော့ဘူး။ဒါပေမဲ့အဲ့ဒါကကျမကိုစိတ်နှောက်ယှက်ဖြစ်စေပြီးတော့သူ့မှာတခုခုမှားနေသလားလို့တွေးမိလောက်အောင်ဖြစ်ခဲ့တယ်။ပြီးတော့အဲ့လိုဖြစ်သွားပါတယ်။ကျမနဲ့တခြားယောက်ျားလေး6ယောက်ကလွဲလို့ကျန်တဲ့သူတွေအားလုံး group chat ထဲကနေအထောက်ခံလိုက်ရတယ်။စိတ်နှောက်ယှက်ဖြစ်စရာပါပဲ။ဒါမဲ့ကျမသိဂယုမဆိုင်ဖဲနဲ့လှစ်လို့ရှုထားလိုက်ပါတယ်။ဒီတစ်ခါမှအဲ့ဒီ group ကအရင်ကထပ်ပို့ပြီးတော့စကားပြောကြတယ်။တယောက်နဲ့တယောက်တည်းမဟုတ်ဖဲနဲ့ကျမကိုအဓိကထားပြီးပြောကြတယ်။သူတို့ကကျမတို့နှစ်ပေါင်းများစွာရင်းနှီးတဲ့တငယ်ချင်းတွေလိုမျိုးပြုတ်မှုကြတယ်။ကျမလည်းလက်ရောညှိထွေနေပေမဲ့ George ကိုတော့တန်တရားဝင်နေတော့မယ်။မကြခင်မှာပဲကျမတို့အားလုံးရင်းနှီးသွားကြပြီးတော့သူတို့က group လိုက်အပြင်မှာသွားတွေ့ဖို့အတွက်အကြံပြုလာကြတယ်။သူတို့ကည8 နာရီလောက်မှပင်ပေါင်ရိုက်ချင်ကြတယ်။ကျမနားမလဲဘူး။ဘာလို့ဒီလောက်နောက်ကျမှလဲ။ဒါမဲ့သူတို့တွေကလူတိုင်းအလုံးနောက်ကျမှပြီးလို့ရှင်းပြတော့ကျမသဘောတူလိုက်တယ်။ကျမတကယ်ချင်းတချို့ကိုပြောပြတော့သူတို့ကတန်တရားဖြစ်စရာကောင်းတယ်လို့ပြောကြတယ်။ဒါမဲ့အရင်ကဘာဆွဆွရွရွမှမဖြစ်ခဲ့ဘူးဆိုတော့သိဂယုမဆိုင်ဘူး။အဲ့ညမှာကျမပင်ပေါင်ပစ္စည်းတွေသွားယူပြီးတော့ချိန်ထားတဲ့နေရာကိုသွားလိုက်တယ်။ကျမရောက်တော့ကားပါကင်ကရှင်းနေတာပဲ။သူတို့မရောက်သေးဘူးထင်ပြီးတော့ကျမစောင့်နေလိုက်တယ်။နောက်တော့ကား6စီးဝင်လာတာကိုတွေ့လိုက်တယ်။ပထမတော့ကျမအထင်လွဲနေတာလို့တွေးပြီးတော့စိတ်သက်သာရရသွားတယ်။ဒါမဲ့ပြီးတော့ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိပါတယ်။ကားတွေအားလုံးကကျမကားနဲ့အဝေးကြီးမှရှိတဲ့ကားပါကင်ရဲ့တစ်ဖက်မှာရပ်ထားကြတယ်။ George နဲ့တခြားလူတွေအပြင်ကျမမသိတဲ့မိန်းမတစ်ယောက်လည်းကားပေါ်ကနေဆင်းလာတယ်။သူ့မှာလည်းပင်ပေါင်ပစ္စည်းတွေပါလာပြီးတော့သူတို့စီရှောက်သွားတယ်။သူတို့အားလုံးကမိန်းကလေးကိုဝိုင်းပြီးတော့စကားပြောနေပုံရတယ်။ဒါမဲ့ရုတ်တရက်သူတို့ကကောင်မလေးကိုဆွဲခေါ်သွားကြတယ်။မျက်စိတမိတ်အတွင်းမှာပဲသူတို့ကသူ့ကိုကားတစ်စီးထဲကိုအတင်းထိုးထည့်လိုက်ကြတယ်။ကျမမယုံနိုင်ဘူး။ဒါပုံမှန်မဟုတ်ဘူး။ကျမလန့်ပြီးတော့ဖုန်းအမြန်ရှာဖွေပြီးတော့ group chat ကိုဖွင့်ကြည့်လိုက်တယ်။ George ကကျမကို message တစ်ခုပို့ထားတယ်။ဘယ်ရောက်နေပြီလဲငါတို့မင်းကိုစောင့်နေတာကြပြီစတော့မယ်သူတို့ကကျမကိုလာစေချင်တာကျမကြောင်အသွားပြီးတော့အဲ့ဒါကျမလည်းဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်လိုက်တယ် George ကနောက်ထပ် message တစ်ခုပို့လာတော့ကျမစိတ်တွေစိတ်ရှုပ်ထွေးသွားတယ်ဘာလို့ပြန်မဖြေတာလဲတခုခုဖြစ်နေတာလားကျမမောကြည့်လိုက်တော့အဲ့လူတွေကကားရီထဲမှာရှိနေတော့မယ်အဲ့ဒီမိန်းကလေးရဲ့ကားဆက်သက်ထားပြီးတော့တခြားတစ်ယောက်ကအဲ့ထဲဝင်ပြီးတော့မောင်းထွက်သွားတယ်။တက်တေဖြောက်ဖို့ဖြစ်နိုင်တယ်။အဲ့ဒီချိန်မှာပဲဘာဖြစ်သွားလဲဆိုတာကိုကျမသဘောပေါက်လိုက်တယ်
အဲ့ဒီမိန်းကလေးကိုပြန်ပြီးဆွဲသွားတာပါအဲ့ဒါကျမကိုအရန်ကိုစိတ်ထိခိုက်သွားစေတယ်စနက်ချက်ရဲ့အတိတ်အသစ်ကြောင့်ဘသူပဲဝါမှန်းမသိတဲ့ group တွေစီဖိတ်ကြားတာတွေကလူကုန်ကူးသူတွေအတွက်လက်နက်တစ်ခုဖြစ်လာတယ်ဘာလို့ရမှန်းမသိတော့ဘူးဒါကြောင့်လုံခြုံတယ်လို့ခံစားရတဲ့တခုတည်းသောအရာကိုပဲလုပ်လိုက်တယ်ကျမကားထဲမှာပဲနေပြီးတော့မောင်းထွက်လာခဲ့တယ်မောင်းနေတော့မှပဲရဲကိုဖုန်းဆက်ပြီးတော့အားလုံးကိုပြောပြလိုက်တယ်ကားနဲ့အဲ့ဒီလူတွေရဲ့ပုံတံကိုတတ်နိုင်တဲ့လောက်သိစိတ်ပြောပြခဲ့တယ်သူတို့ကျမထွက်သွားတာကိုမြင်လာတော့မသိပါဘူးဒါမဲ့ကျမချက်ချင်းပဲ George ကိုဘလောက်လိုက်ပြီးတော့ group chat ကနေထွက်လိုက်တယ်ဒီနေ့ထိကျမ Snapchat မှာဘသူပဲဝါမှန်းမသိတဲ့ friend request တွေရနေတော့မယ်ဒါမဲ့ကျမမသိတဲ့ဘသူကိုမှနောက်တစ်ခါထပ်အပ်တော့မှာမဟုတ်ပါဘူးဆလန်နဲ့ကျမနဲ့ကျမတငယ်ချင်းတွေမှာအဓိကဟာတာပုံတွေပို့ဖို့တီးတန့်ထားတဲ့ group chat တစ်ခုရှိတယ်တခါတလေအပြင်မှာသွားတွေ့ဖို့ပြောပြကြပေမဲ့အမြဲတမ်းအတူတူပါပဲလူတွေကအေးတေချာပေါက်တွေ့မယ်လို့ပြောပြီးတော့ဘယ်တော့မှအပြင်မှာတကယ်မတွေ့ဖြစ်ကြဘူးအဲ့ဒီ group မှာကျမအမလီဒေးဗစ်နဲ့ရိုင်ယယ်တို့ပါတယ်ရိုင်ယယ်ကပုံမှန်ယောက်ျားလေးတစ်ယောက်ပါပဲအမြဲတမ်းထူးဆန်းတဲ့အခြေအနေတွေနဲ့ပြဿနာတွေကိုရောက်တတ်တယ်သူက eBay ဒါမှမဟုတ်ရင် Craigslist မှာတန်တရားဖြစ်စရာကောင်းတဲ့သူတွေနဲ့အမြဲလိုတွေ့ပြီးတော့သူ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းဟောင်းတွေကိုရောင်းပြီးပတ်စံအမြန်ရှာဖို့ကြိုးစားနေတတ်တယ်ဒီနေ့မှာရိုင်ယယ်ကသူ့ကားကိုရောင်းဖို့လုပ်နေပြီးတော့ဝယ်သူကိုမယုံလို့အပေါ်လိုက်ပစ်ခဲ့ပေးဖို့အတွက်ကျမတို့ပြောတယ်ကျမတို့ကနင်သူ့ကိုမယုံရင်ဘာလို့ရောင်းနေသေးတာလဲလို့ပြောလိုက်တယ်ဒါမဲ့ရိုင်ယယ်ကကျမတို့ဘာပြောချင်လဲဆိုတာကိုနားမလည်ဘူးအဲ့ဒါကတန်တရားဖြစ်စရာအချက်တစ်ခုဆိုတာကိုတော့သူသိဂရုမစိုက်ဘူးသူဘာလို့ထင်ရှားနေတဲ့အရာကိုမမြင်ရတာလဲဆိုတာကျမတို့အားလုံးနားမလည်ဖြစ်နေတယ်ကျမတို့ကသူ့ကိုအဲ့ဒီကိစ္စကိုထားလိုက်ပြီးတော့ပိုယုံကြည်ရတဲ့ဝယ်သူကိုတွေ့တဲ့အထိစောင့်မှုပြောလိုက်တယ်ဒါမဲ့သူနားမထောင်ဘူးသူကကျမတို့ကိုအဲ့ဒီအယောင်းဝယ်ကမြို့ရဲ့တောင်ဘက်ချမ်းမှာလို့ပြောတယ်အဲ့နေရာကစဉ်းစားလို့တော့မရနိုင်တော့အောင်တန်တရားဖြစ်စရာအကောင်းဆုံးနေရာပါအဲ့ဒီမြို့ဘက်ချမ်းကရာဇဝတ်မှုတွေနဲ့ပြန်ပေးဆွဲမှုတွေနဲ့နာမည်ဆိုးနဲ့ကြော်ကြတယ်အဲ့ဒါကအကြီးမားဆုံးတန်တရားဖြစ်စရာအချက်ပဲကျမတို့ဘယ်သူမှမသွားချင်ဘူးဒါမဲ့ရိုင်ယယ်ကနားမထောင်ဘူးတနေ့လုံးသူကသူ့ပစ္စည်းတွေပြင်ဆင်နေတဲ့အကြောင်းနဲ့အယောင်းဝယ်ကတိုးတက်နေတဲ့အကြောင်းတွေကို snap တွေပို့ပြီးတော့ update လုပ်နေတယ်ကျမ group chat ထဲကတခြားတငယ်ချင်းတယောက်ကိုတီးတန်း message ပို့ပြီးတော့သူ့ကိုအဲ့ဒီကိုမသွားခိုင်းတယ်ဘူးလို့ငါထင်တယ်လို့ပြောလိုက်တယ်သူတို့ကဘာလို့လဲသူကလူကြီးတယောက်ပဲပြဿနာတက်ရင်သူ့အမားပဲငါတို့သူ့ကိုတတိပေးပြီးသားလို့ပြန်ပြောတယ်အဲ့ဒါကပြဿနာအကြီးကြီးတဲ့ကိုရောက်သွားနိုင်တဲ့တငယ်ချင်းတယောက်ကိုပြစ်ထားဖို့အတွက်တော်တော်မိုက်မဲတဲ့အကြောင်းပြချက်လို့ကျမထင်တယ်ဒါမဲ့တခြားဘယ်သူမှကျမအောင်နားမထောင်သူတို့ကကျမအထင်လွဲနေတယ်လို့ပဲပြောနေကြတယ်သူတို့ကရိုင်ယယ်သင်ခန်းစာတစ်ခုသင်ယူဖို့လိုရင်လည်းကိစ္စမရှိဘူးလို့ပြောကြတယ်နိုင်ရီကြာသွားပြီးတော့ရိုင်ယယ်ကအဲ့ဒီလူရဲ့အိမ်မှာရောက်နေတယ်ကျမတို့သူ့ကိုအမြဲစောင့်ကြည့်နေခဲ့တယ်ဘာလို့လဲဆိုတော့ကျမပြောခဲ့တယ်လို့ပဲအဲ့ဒီကိစ္စတစ်ခုလုံးကမှားနေတယ်လို့ခံစားရတယ်သူကအားလုံးအဆင်ပြေတယ်ကျမတို့ထင်လွဲနေတာပါလို့အမြဲတမ်းစနက်တွေပြန်ပို့ပြီးတော့အားပေးနေတယ်ဒါမဲ့သူဘေးကင်းချောင်းမသိရမချင်းကျမတို့စိတ်မချနိုင်ဘူးပြီးတော့သူကမြောက်ခန်းထဲကသူ့ပုံကိုစနက်တစ်ခုပို့လိုက်တယ်ကျမတို့အားလုံးမင်းဘာလို့သူတို့ရဲ့မြောက်ခန်းထဲကိုရောက်နေတာလဲလို့တွေးလိုက်ကြတယ်တယောက်ကတော့မင်းအဲ့ဒီမှာဘာလုပ်နေတာလဲလို့မှတ်ချက်ပေးလိုက်တယ်ဒါမဲ့သူပြန်မဖြေဘူးအဲ့ဒါကတကယ်ကိုထူးဆန်းတယ်သူဝယ်သူနဲ့စကားပြောနေလို့အလုံးများနေပြီးတော့ကျမတို့ကို update လုပ်ရှင်ရုံပဲဖြစ်နိုင်တယ်လို့ကျမတွေးလိုက်တယ်ဒါမဲ့ပြီးတော့သူကမြောက်ခန်းထဲကတခြားအခန်းတစ်ခုကနေနောက်ထပ်ပုံတစ်ပုံစနက်လိုက်တယ်စနက်တစ်ခုချင်းစီကပို့ပြီးတော့ထူးဆန်းလာတယ်ဒါမဲ့သူစနက်တွေပို့နေတယ်ဆိုတော့သူအစင်ပြေမှာပဲလို့တွေးပြီးတော့ကျမတို့လှလူရှုထားလိုက်ပါတယ်နောက်စနက်ကမှောင်မဲနေတဲ့အခန်းတစ်ခုထဲမှာတယောက်ရဲ့ခြေထောက်တွေကိုပြထားတယ်ဒါမဲ့အဲ့ဒါရိုင်ရဲ့ခြေထောက်တွေမဟုတ်ပါဘူးအဲ့ဒီချိန်မှာပဲတခြားတယောက်ကရိုင်ရဲ့ဖုန်းကိုယူပြီးတော့အားလုံးအဆင်ပြေတယ်လို့ဟန်ဆောင်ပြီးတော့တစ်ချိန်လုံးစနက်တွေပို့နေတာကိုကျမတို့သဘောပေါက်လိုက်တယ်ကျမတို့လန့်လာကြတယ်သူ့ရဲ့တီနီယာကိုစစ်ဆေးဖို့စူးစမ်းပေမဲ့သူ့ဖုန်းကိုယူထားတဲ့လူကပိတ်ထားလိုက်ပါတယ်တခုခုတော်တော်ဆူရွရွမှားနေပြီဆိုတာနဲ့အမြန်လှုပ်ဆောင်မှုလိုအပ်တယ်ဆိုတာကိုကျမတို့သိတယ်ဒါမဲ့ဘာလို့ရမှန်းမသိဘူးသူ့ဖုန်းကိုခေါ်ကြည့်ပေမဲ့မဝင်တော့ဘူးသူ့မိသားစုကိုဆက်သွယ်ဖို့စဉ်းစားပေမဲ့ကျမတို့ဘယ်သူကိုမှမသိဘူးကျမတို့အခက်တွေ့နေပါပြီတယောက်ကသူ့ကားကိုရှာဖို့အတွက်အဲ့ဒီနေရာကိုကားမောင်းသွားဖို့အကြံပြုတယ်
ဒါမဲ့အဲ့ဒါနိုင်နဲ့ချီပြီးတော့ရက်နဲ့ချီကြာနိုင်တယ်ဆိုတာကိုကျမတို့သိတယ်ပြီးတော့အဲ့ဒါကအမခံချက်ရှိတဲ့အစီအစဉ်တစ်ခုလည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီနေရာကိုတော့မသိပါဘူးနောက်စနက်တစ်ခုရောက်လာတော့ကျမတော်တော်စိတ်ထိန်မရတော့ပါဘူးအဲ့ဒါကျမ်းမြင်မှာလက်လက်ဆက်ဆက်သွေးတွေပေးနေတဲ့ပုံဆွတ်ပြီးတော့တောက်ပတဲ့အနီရောင်သွေးတွေမို့လို့ကြောက်စရာကောင်းပါတယ်ကျမတို့အားလုံးကြောင်အသွားတယ်အဲ့ဒီချိန်မှာပဲကျမတို့အထင်လွဲနေတာမဟုတ်ဘူးဆိုတာကိုသဘောပေါက်လိုက်တယ်ကြောက်စရာကောင်းတဲ့တစ်ခုခုဖြစ်သွားပြီကျမတို့ချက်ချင်း FaceTime ခေါ်ပြီးတခြားတစ်ယောက်ရဲ့ဖုန်းနဲ့ရဲကိုခေါ်ဖို့ကြိုးစားကြတယ်ဒါမဲ့ခိုင်လုံတဲ့သက်သေအထောက်ထားဒါမှမဟုတ်ရင်ဒီနေရာမရှိတော့တိတ်လုံးလို့မရဘူးကျမတို့ကန်ဆိုးသွားကြတယ်အညာကျမတို့အားလုံးစိတ်ပူပန်ပြီးတော့အိတ်မပြောနိုင်မင်းနဲ့အိယာဝင်ခဲ့ကြတယ်ရက်တွေအပတ်တွေကြာသွားပေမဲ့ Brian စီကဘာသတင်းမှမကြားဘူးပြီးတော့6လလောက်ကြာမှသတင်းမှသူ့မျက်နှာကိုတွေ့လိုက်ရတယ်သူပျောက်ဆုံးနေတယ်လို့တိုင်ကြားခံထားရပါတယ်ကျမစဉ်းစားလိုက်တယ်အကယ်၍ကျမတို့သူနဲ့အတူပါသွားခဲ့ရင်ဒါမှမဟုတ်ရင်သူ့ကိုတားခဲ့ရင်တခုခုလုပ်ခဲ့နိုင်မလားလို့လာပေါင်းများစွာရှာဖွေပြီးတဲ့နောက်ရဲတွေလက်လျှော့လိုက်တယ်ပြီးတော့ဘာကြောင့်ပြချက်မှမရှိပဲတရက်ယောက်ကရန်ရက်ကိုအတွင်းကန်ပေါင်းမိနဲ့ဖက်နှက်ပဲဝစ်ထားပြီးအဝေးပြေးလမ်းမကြီးပေါ်မှာလမ်းလျှောက်နေတာကိုတွေ့လိုက်တယ်သူကအရန်ကိုပိတ်ချုံနေပြီးတော့အသက်ရှင်မှုတော့ခက်ခဲနေပုံရတယ်နောက်ဆုံး group chat မှာအဖြစ်အပျက်အဆအဆုံးသိရတော့ကျမတို့မယုံနိုင်ဘူးရိုးရိုးသားသားပြောရရင်အဲ့ဒီအကြောင်းတော့ကျမမပြောနိုင်ဘူးအရန်ကြောက်စရာကောင်းပြီးတော့စိတ်ထိခိုက်စရာပဲရိုင်းရဲ့အသက်ရှင်တာကွယ်ကျမဝမ်းသာပါတယ်ဆက်လန်တော့ကျွန်တော်ပြောပြမယ့်ဆက်လန်ကတခြားသူတွေကြုံတွေ့ရတဲ့နောက်ရောက်ခံလိုက်တာဒါမှမဟုတ်ရင်အနောက်ကနေလိုက်ခံရတာမျိုးနဲ့မတူပါဘူးကမကောင်းစွာနဲ့ပဲကျွန်တော်ကနောက်ရောက်ခံနေသူဖြစ်ပြီးတော့တရရောက်ကိုလိုက်နေခဲ့တာပါအတိတ်မှာကျွန်တော်ဘယ်လိုလူမျိုးလဲဆိုတာကိုဂုဏ်မယူပါဘူးဒါမဲ့အဲ့ဒါကိုပြောင်းလဲလို့မရပါဘူးဒါကြောင့်အဲ့ဒါကိုလက်ခံပြီးတော့ကျွန်တော်ဇလံအောင်ပြောပြပါမယ်တခြားလူတွေလည်းကျွန်တော်ဖြစ်ခဲ့တဲ့အတိုင်းမဖြစ်အောင်တားဆီးနိုင်လိမ့်မယ်ထင်ပါတယ်ဒါလွန်ခဲ့တဲ့6နှစ်လောက်ကဖြစ်ခဲ့တာမို့အခုကျွန်တော်အဲ့လိုလူမျိုးမဟုတ်တော့ပါဘူးဒါပေမဲ့အခွင့်အရေးရတိုင်းလူတွေကိုနောက်ရောက်ခံလေးရှိခဲ့တယ်ကျွန်တော်ကတချို့လူတွေကိုအထူးစိတ်ဝင်စားခဲ့ပေမဲ့ဘလို့နောက်ရောက်ခံတဲ့နီးနဲ့မှဆက်ဆံမှုတက်တော်တဲ့သူကိုတကယ်ရှာမတွေ့ခဲ့ဘူးအဲ့ဒါတနေ့မှာကျွန်တော် Snapchat ကို download လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အထိပါပဲတကယ်ချင်းနေရဖို့ကောင်းတဲ့နီလန်တစ်ခုလို့ကြားဘူးတာကြောင့်ကျွန်တော်သိတဲ့ရင်းနှီးတဲ့လူအားလုံးကိုအပ်လိုက်တယ်အိမ်မှာတယောက်တည်းရှိနေတော့ကျွန်တော်ဘာလုပ်နေလဲဆိုတာကိုသူတို့ဘယ်တော့မှမသိခဲ့ဘူးဘယ်သူမှမသိခဲ့ဘူးအဲ့ဒါကိုကျွန်တော်ကြိုက်တယ်ကျွန်တော်ကလူတွေကိုနောက်ရောက်ခံရတာကိုကြိုက်တယ်လူတွေကိုနောက်ရောက်ခံရတာကိုကြိုက်တဲ့သူတယောက်ရဲ့စိတ်တက်ဆိုတာရှိတယ်ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော် Snapchat ကို download လုပ်ပြီးတော့ကျွန်တော်တငယ်ချင်းတွေကိုအပ်လိုက်တယ်သူတို့တွေကတယောက်က Emily လို့နာမည်ရတယ်ကျွန်တော် Emily ကိုစိတ်ဝင်စားဘူးသူနဲ့အစင်တော့ပြေပါတယ်ကျွန်တော်တို့ရဲ့တငယ်ချင်းဆက်ဆံရေးကိုတကယ်ကြိုက်ပေမဲ့ကနန်းအနှဲငယ်မှားရိုက်လိုက်မိလို့မသိတဲ့ Emily တယောက်ကိုအပ်လိုက်မိတယ်ထင်တယ်။အဲ့ညမှာသူ့စီက snap တစ်ခုရတော့မှသာကျွန်တော်သိတဲ့ Emily မဟုတ်မှန်းသတိထားမိခဲ့တာပါ။သူ့ကို delete လုပ်ဖို့စဉ်းစားပေမဲ့စကားအနှဲငယ်ပြောပြီးတဲ့နောက်သူမရဲ့မျက်နှာကို snap ကနေပို့လိုက်တယ်။ပြီးပြည့်စုံနေပါတယ်။သူမရဲ့စပယ်သူမရဲ့ပုံစံကျွန်တော်အမြဲတမ်းစိတ်ကူးရင်ခဲ့တဲ့အရာအလုံးပါပဲ။ဒါကကျွန်တော်ရဲ့နောက်ရောက်ခံအဆင့်ရဲ့အထွတ်ထိပ်မှာဖြစ်ခဲ့တာပါ။ကျွန်တော်ချက်ချင်းပဲသူမရဲ့တငယ်ချင်းဖြစ်ဖို့တကယ်စိတ်ဝင်စားတဲ့ပုံစံနဲ့မိခွန်းနေစမိပါတယ်။ဒါမဲ့ရိုးရိုးသားသားပြောရရင်ကျွန်တော်ကအင်တာနက်မှာရှာဖွေနိုင်မှုသတင်းအချက်အလက်တွေပဲလိုချင်တာပါ။သူမနေတဲ့မြို့ကသူမရဲ့နာမည်နောက်ဆုံးစလုံးအထိပြောပြတယ်။အဲ့ဒါအားလုံးကိုရှာဖွေဖို့ကျွန်တော်အတွက်လုံလောက်တယ်။သူမရဲ့မိဘတွေကနေသူမအိမ်ရဲ့အတွင်းပိုင်းထိပါပဲ။သူမရဲ့ခွေသူမရဲ့ချိန်စရာသူမအကြောင်းအားလုံးကိုလည်းကျွန်တော်သိတယ်။သူမရဲ့မိဘတွေထက်တောင်သူမအကြောင်းကိုပိုသိနိုင်တယ်။ဒီအချိန်မှာသူမဘယ်ကောလိပ်ကိုသွားလဲဆိုတာနဲ့အရေးအကြီးဆုံးကသူမဗမာနေလဲဆိုတာကိုကျွန်တော်သိတယ်။အဲ့ဒါကျွန်တော်ဖြစ်ခဲ့တဲ့နောက်ယောင်ခံသူအဖြစ်ကျွန်တော်ကိုလှုပ်ဆော်ပေးတယ်။ကျွန်တော်အေးအေးဆေးဆေးနေခဲ့တယ်။ကျွန်တော်သူမကိုဘယ်လောက်ဆွဲလန်းနေလဲဆိုတာသူမမသိဘူး။ကျွန်တော်တို့စကားပြောဖြစ်တယ်။ကျွန်တော်အံ့ဩသွားတာကသူမကကျွန်တော်နဲ့မိနစ်30လောက်ပဲဝေးတယ်။ဘယ်လောက်အံ့ဩစရာကောင်းလဲလို့ကျွန်တော်တွေးလိုက်တယ်။ဒါမဲ့အဲ့တုန်းကကျွန်တော်ရဲ့စိတ်တဲ့အရာဒီလိုဖြစ်လာဖို့ကံကြမ္မာပါတယ်လို့ခံစားခဲ့ရတယ်။ကျွန်တော်တို့စကားဆက်ပြောဖြစ်ပြီးတော့သူ
သူမနဲ့မုတ်လေးပါလေးစားရင်တွေ့ဖို့ကျွန်တော်တောင်းဆိုခဲ့တယ်။ဘာမှအန္တရာယ်မရှိတဲ့အရာတစ်ခုမို့လို့သူမကကျွန်တော်ရဲ့ရွယ်ချက်အမှန်ကိုသိမှာမဟုတ်ဘူး။သူမသဘောတူတယ်။အဲ့နေ့ရောက်တော့ကျွန်တော်အကောင်းဆုံးအဝတ်အစားတွေဝတ်ဆင်ပြီးတက်နိုင်တဲ့လောက်ချောမောအောင်ကြိုးစားခဲ့တယ်။ကျွန်တော်တို့ရေခဲမှုသွားစားကြတယ်။ပေါ့ပေါ့ပါပါပါပဲ။ဒါပေမဲ့ပိုးနဲ့ရှိုင်းနဲ့တခုခုဖြစ်လာမဲ့အခွင့်အရေးကိုလက်လွတ်မခံချင်ဘူး။ဒါကြောင့်ကျွန်တော်ကစိတ်ဝင်တစားနဲ့သူမကိုလိုက်ခဲ့တယ်။သူမကကျွန်တော်ကိုတကယ်ကြိုက်ပုံရတယ်။ရိုးရိုးသားသားပြောရရင်ကျွန်တော်တို့ပထမဆုံးအပြင်သွားပြီးရဲ့နောက်တညာလုံးတကယ်ကိုမနက်2 နာရီအထိစားဖို့ဖြစ်ကြတယ်။အဲ့ဒါကအချစ်ဆက်လန်းနေတဲ့ရလို့ချိုမိန်တဲ့အရာမျိုးပေါ့။အရာလုံးစင်ပြေလုံးတာကြောင့်ကျွန်တော်ရဲ့ဆွဲလန်းမှုနဲ့တကယ်အချစ်ကြားကမြင်းချောင်းတွေဝေဝါးလာတယ်။ဒါမဲ့ကျွန်တော်ကသူမနဲ့မကြသေးခင်ကမှတွေ့ခဲ့တာမို့လို့တခုခုမှားနေပြီဆိုတာကိုသိတယ်။သူမရဲ့ရှူတော့ကကြည့်ရင်ကျွန်တော်ကသူမကိုစိတ်ဝင်စားတဲ့တကယ်ကောင်းတဲ့ယောက်ျားလေးတစ်ယောက်ပါ။ဒါမဲ့ကျွန်တော်ရှူတော့ကကြည့်ရင်ကျွန်တော်မှတခြားရွယ်ချက်တစ်ခုရှိတယ်။မလုပ်ဘူးလို့ကိုပြောပေမဲ့ကားထဲဝင်ပြီးတော့မိနစ်30လောက်မောင်းထွက်သွားပြီးစတိုးဆိုင်မှာမုတ်တီဝယ်ပြီးတော့သူမလမ်းမေးမှာကားရက်ထားခဲ့တယ်။သူမအိမ်ကိုသိမမြင်ရပေမဲ့သူမအိမ်ရဲ့အနောက်ဘက်မှာရှိတဲ့သူမအခန်းကိုမြင်နိုင်လောက်တဲ့နေရာမှာကျွန်တော်ကားရက်ထားခဲ့တယ်။ကျွန်တော်ဘယ်တော့မှမမိခဲ့ဘူး။သူမတငယ်ချင်းတွေနဲ့စကားပြောနေတာနဲ့သူတို့နဲ့အပြင်သွားနေတာကိုတွေ့ခဲ့တယ်။သူမဝယ်စားလဲနေတာလိုမျိုးမသိတော်တာတွေတော့ဘာကိုမှမမြင်ခဲ့ဘူး။အဲ့ဒါကအရန်လွန်တယ်လို့ထင်တာကြောင့်အဲ့ဒီနဲ့မိတ်ကိုကျွန်တော်လေးစားခဲ့တယ်။ဒါမဲ့ကျွန်တော်ရဲ့ဆွဲလန်းမှုကပူပြီးတော့ပြင်းထန်လာတယ်။နောက်ရောက်ခန္ဓာကမခံမရနိုင်တဲ့လှုပ်ဆောင်ခြင်းစိတ်တစ်ခုဖြစ်လာတယ်။ကျွန်တော်ယူတော့မလို့ဖြစ်လာတယ်။သူမရဲ့ social media ကိုအမြဲစစ်ဆေးတယ်။သူမရဲ့ post တွေကိုခွဲခြမ်းစိတ်ပြတယ်။သူမရဲ့ twist တွေကိုဖော်ထုတ်ဖို့ကြိုးစားတယ်။အဲ့ဒီအချိန်မှာပဲမနာလိုစိတ်ကကျွန်တော်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်။တညမှာသူမတယောက်ကသူမကိုဘယ်လိုခံစားရလဲဆိုတာကိုပြောတဲ့လှုပ်ဝက်ဆန်တဲ့ message တစ်ခုတွေ့လိုက်တယ်။အဲ့ဒါကျွန်တော်မဟုတ်ဘူးဆိုတာကျွန်တော်သိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ခါပဲတွေ့ရတာ။ဒေါသကျွန်တော်လွှမ်းမိုးသွားတယ်။ပုံမှန်လူတယောက်မလုံးမဲ့အရာကိုကျွန်တော်လုပ်ခဲ့တယ်။သူမရဲ့ password တွေကိုရဖို့နီလန်တစ်ခုရှာခဲ့တယ်။သူမကိုမေးခွန်းတွေအများကြီးမေးခဲ့ပြီးနောက်ဆုံးမှာဟာတာအနေနဲ့ password နဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုထည့်မေးခဲ့တယ်။နောက်ဆုံးမှာတော့သူမရဲ့ password ကိုရခဲ့တယ်။သူမအိမ်သားမှာရောက်နေတဲ့အချိန်မှာပဲစိုင်းရင်ဝင်ခဲ့တယ်။ဒါမှတန်တရားဖြစ်စရာမကောင်းပေါ့။တရားရောက်ရဲ့ Wi-Fi password ကိုရဖို့ဘလောက်လွယ်လဲဆိုတာကိုသာသိရင်တော့အံ့ဩသွားလိမ့်မယ်။ဝင်ပြီးတာနဲ့ပဲတခြားဘယ်သူမှမရှိဘူးဆိုတာသိကြအောင်လို့သူမရဲ့ DMS နဲ့ message အားလုံးကိုဖတ်ကြည့်ခဲ့တယ်။ပြီးတော့ကျွန်တော်မှားနေမှန်းသိလိုက်ရတယ်။ Brett လို့နာမည်ရတဲ့ယောက်ျားလေးတစ်ယောက်ရှိတယ်။ သူကကျွန်တော်မဟုတ်တဲ့အရာအားလုံးပဲ။အဲ့ဒါကိုကျွန်တော်လက်မခံနိုင်ဘူး။သူမရဲ့ message တွေထဲဝင်ပြီးတော့သူမဖြစ်ဟန်ဆောင်ပြီးသူ့ကိုချိန်ချောက်ခဲ့တယ်။နောက်တစ်ခါငါ့ကိုစကားလာပြောရင်ရဲခေါ်မယ်။နောက်ဘယ်တော့မှငါ့ကိုစကားမပြောနဲ့ရှင့်ကိုမုန်းတယ်လို့ပြောခဲ့တယ်။ message တွေကို delete လုပ်ပြီးတော့သူ့ကို block လိုက်တယ်။ရိုးရိုးသားသားပြောရရင်တော့သူမတတိထားမိမယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့သူမရဲ့အရင်အနည်းဆုံးတငယ်ချင်းတယောက်ကို Brett ကငါ့ကို block လိုက်တယ်ထင်တယ်။ငါအစင်ပြေသွားပြီလို့ message ပို့ခဲ့တယ်။ဒီချိန်မှာနောက်ရောက်ခန္ဓာကိုကျွန်တော်ရှောင်သိနေလို့ခံစားခဲ့ရတယ်။အဲ့ဒါဘာမှပြောစရာလည်းမကောင်းတော့ဘူး။ကျွန်တော်အတွက်ရောသူမအတွက်ပါအနေရများတယ်။ဒါမဲ့ကျွန်တော်မရက်လိုက်ဘူး။ကျွန်တော်တို့နောက်တစ်ခါပြင်သွားပြီးတော့ညနေတဲ့အထိအတူနေပြီးမနက်စာအတူစားကြတယ်။အရာအလုံးအစင်ပြေပုံရပါတယ်။သူမကျွန်တော်ကိုပြုံးပြတယ်။ကျွန်တော်အရန်နိုင်ဆိုင်သွားပြီဆိုတာကိုသိတယ်။ကျွန်တော်တို့အိမ်ပြန်ပြီးနောက်တစ်ခါစာပို့ကြတယ်။ဒီတစ်ခါမှာတော့မနက်3 နာရီထိဖုန်းပြောပြီးတော့ FaceTime မှာအိပ်ပျော်သွားကြတယ်။အဲ့ဒါအံ့ဩစရာကောင်းတယ်။အပြစ်ကင်းတယ်လို့တော့ခံစားရတယ်။ဒါမဲ့ကျွန်တော်ကအပြစ်ကင်းတဲ့သူမဟုတ်တော့အပြစ်ကင်းစင်တာကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုမဖြစ်နိုင်ဘူး။တညမှာကျွန်တော်သီးမခံနိုင်တော့တဲ့အထိရောက်သွားတယ်။သူမကိုမြင်ကြလို့သူမအိမ်ထဲကိုဖောက်ထွင်းဝင်ခြင်းခဲ့တယ်။နောက်တစ်စက္ကန့်တော့မနေနိုင်တော့ပါဘူး။သူမမိဘတွေအိမ်မှာမရှိတဲ့အချိန်သူတို့အလုပ်သွားတဲ့အချိန်သူတို့ရဲ့အချိန်စရာအားလုံးကိုကျွန်တော်သိပါတယ်။အင်္ဂါနေ့မနက်4 နာရီမှာကျွန်တော်လှုပ်ဆောင်လိုက်တယ်။ကားထဲဝင်ပြီးတော့သူမအိမ်ကိုမောင်းသွားတယ်။နှာခေါင်းစည်းတက်ပြီးတော့သူမအိမ်ကိုချစ်ကပ်ခဲ့တယ်။အဲ့ဒါဘာလဲတော့မသိဘူး။အပြစ်ရှိတယ်လို့ခံစားရတာလား။နောက်တစ်ချိန်စဉ်းစားမိတာလား။ဒါမှမဟုတ်ကျွန်တော်ရဲ့အစိတ်ပိုင်းငယ်လေးတစ်ခုမှာလူသားဆန်မှုကြံနေသေးတာလားတော့မသိပါဘူး။ဒါမဲ့ကျွန်တော်မလုံနိုင်ခဲ့ဘူး။ရင်းမကိုကင်ကြည့်တော့ပွင့်နေတာကိုတွေ့ပြီးတော့အထဲကိုအလွယ်တကူရှောဝင်နိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအစားကျွန်တော်ပိတ်လိုက်တယ်။ဘယ်တော့မှမပွင့်ခဲ့တယ်လို့မျိုးလှုပ်လိုက်ပြီးတော့
ကားစီပြန်သွားခဲ့တယ်။နှာခေါင်းစည်းနဲ့လက်အိတ်တွေကိုချွတ်လိုက်တယ်။သူမရဲ့ဖုန်းနံပါတ်ကိုဘလောက်လိုက်ပြီးတော့အိမ်ကိုမောင်းပြန်ခဲ့တယ်။အဲ့ညကကျွန်တော်အိတ်မပြောဘူး။မျက်နှာချက်ကိုပဲစိုက်ကြည့်နေခဲ့တယ်။ကျွန်တော်ကိုဆုံးရှုံးသွားလို့လားတော့မသိဘူး။ကျွန်တော်ဘယ်တော့မှမဖြစ်ဘူးလို့ကတိပေးခဲ့တဲ့ဘလူးတကောင်ဖြစ်သွားလို့လားတော့မသိဘူး။ဒီနေ့ထိကျွန်တော်ဘလောက်နီးကပ်ခဲ့လဲဆိုတာကိုသူမမသိဘူး။သူမမသိတာကိုကျွန်တော်ဝမ်းသာတယ်။သူမကိုတကယ်ချစ်တဲ့လူတွေနဲ့ပျော်ရွှင်တဲ့ဘဝကိုနေထိုင်နေမယ်လို့မျှော်လင့်တယ်။ကျွန်တော်အတွက်ကတော့ကျွန်တော်ပြောင်းလဲသွားပြီ။အဲ့လိုမျိုးဘယ်တော့မှမလုပ်တော့ဘူး။ကျွန်တော်ဘလို့လူမျိုးလဲဆိုတာကိုမယူပါဘူး။ဒါမဲ့အဲ့ဒါကျွန်တော်ရဲ့အတိတ်ရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ကျွန်တော်ဒီအကြောင်းကိုပြောပြရတာတချို့လူတွေနားလည်နိုင်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့စနစ်ချက်ရိုက်ပြီးတော့မမြင်တဲ့အရာတစ်ခုခုကိုသတိထားမိတဲ့သူအကြောင်းကျွန်တော်တို့အားလုံးကြားဘူးကြမှာပါ။တညမှာကျွန်တော်အိမ်မှာထိုင်နေတယ်။ညနေနေပြီ။ကျွန်တော်တယောက်တည်းလုံးဝတိတ်ဆိတ်နေတယ်။ကျွန်တော်ကမင်နီဆိုတာပြည်နယ်ကမြို့ငယ်လေးတစ်ခုမှာဘေးနားမှာဘယ်သူမှမရှိအဆောက်အုံတွေလည်းမရှိတဲ့ကျေးလက်ဒေသတစ်ခုမှာနေတယ်။မြို့နယ်မယ်ကိုတော့မပြောတော့ပါဘူး။ဒါပေမဲ့မိုင်ပေါင်းများစွာဘယ်သူမှမရှိဘူး။ကျွန်တော်အိမ်ကတော်တော်ကြီးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မိဘတွေကလက်သမားတွေဖြစ်ပေမဲ့သူတို့တော်တော်အောင်မြင်တယ်။တန်းကျွယ်တထီးတွေလို့ပြောနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့မှာအဲ့ဒီလိုချမ်းသာတဲ့လေယာအိမ်တွေကတခုရှိပါတယ်။အဲ့ဒါကနေရာတိုင်းမှာတိုင်နေတဲ့အဖြူရောင်ဖြစ်ပြီးတော့ဧကန်ကမိဖို့ကြောင့်2ခုစာလောက်ကြီးပါတယ်။ဒါပရိသတ်တို့ကိုပုံဖော်ပြဖို့အတွက်စူးစမ်းနေတာပါ။အဲ့ဒီညမှာကျွန်တော်ဆိုဖာပေါ်မှာထိုင်ပြီးတော့ရုပ်ရှင်ကြည့်နေနေကျွန်တော်ရီစားနဲ့တငယ်ချင်းတချို့ကိုစနက်ချက်ပို့နေတယ်။ကျွန်တော်မုတ်စားနေတယ်။အပန်းဖြေနေတယ်။ညနေတစ်ခုလုံးကတိတ်ဆိတ်နေတယ်။ထူးဆန်းတဲ့အတန်တွေလည်းမကြောက်ဘူး။ပရင်းမောက်ပြင်မှာလှုပ်ဝက်ဆန်းကျဲတဲ့အရေးအယောင်တွေလည်းမတွေ့ရဘူး။ကျွန်တော်ဘာမှမစိုးရိမ်ဘူး။ကျွန်တော်မှဘယ်တော့မှဘာပြဿနာမှမဖြစ်ခဲ့ဘူး။တောခွေးတွေနဲ့တော့မဖြစ်ခဲ့ပါဘူး။ကျွန်တော်လုံခြုံတယ်လို့ခံစားရတယ်။ကျွန်တော်ပြောခဲ့သလိုပဲအခြေအနေကိုဖော်ပြဖို့အတွက်အသေးစိတ်အများကြီးပြောနေတာပါ။ကျွန်တော်စနက်ချက်ဖွင့်ထားပြီးတော့ကျွန်တော်ရီစားကိုပုံပို့ဖို့အချိန်ကောင်းမယ်လို့တွေးလိုက်တယ်။ဘာလို့လဲဆိုတော့ရေချိုးပြီးခါစားမို့လို့ကိုကြည်ကောင်းနေလို့ခံစားရတယ်။ကျွန်တော်ဆိုပါကျမ်းမြင်ရနေမျက်နှာချက်အထိရှိတဲ့ပရင်းမောက်တွေကိုကြောက်ခိုင်းထားတယ်။အဲ့ဒါတွေကိုကျွန်တော်ဖွင့်ထားခဲ့ပါတယ်။ဘာလို့လဲကျွန်တော်မသိဘူး။ဖယ်တော့ငါမှဘာပြဿနာမှမဖြစ်ခဲ့ဘူးဆိုတော့တိတ်ဂယုမဆိုင်ဘူး။ကျွန်တော်ပုံတပုံရိုက်ပြီးတော့ကျွန်တော်ရီစားကိုပို့လိုက်တယ်။မိနစ်နည်းငယ်ကြာတော့သူမနာမည်ကအချက်မှပေါ်လာတာကိုတတိထားမိတယ်။သူမကခိုင်ရှင်းနောက်မှာတရရောက်ရှိနေတဲ့ထင်တယ်။ဘယ်သူရှိတာလဲလို့ပြောတယ်။သူမအလောတကြီးနဲ့ပြောနေပုံရတယ်။ကျွန်တော်ကမဟုတ်ပါဘူး။ဘာတွေပြောနေတာလဲလို့ပြန်ပြောလိုက်ပြီးတော့လှည့်ကြည့်လိုက်ပါတယ်။ဘာမှမတွေ့ဘူး။တေးကြောင်နောက်ထပ်ပုံတစ်ပုံရိုက်လိုက်တယ်။ဒီတစ်ခါမှ brain mark ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းရိုက်ပြီးပို့လိုက်ပါတယ်။သူမအဲ့ဒီ snack ကို save ပြီးတော့ခိုင်ရှင်မမြင်ဘူးလားလို့ပြန်ဖြေတယ်။ဒါကြောင့်ကျွန်တော်ပို့ပြီးတော့တေချာကြည့်လိုက်တော့ကျွန်တော်ရင်ထဲမှာဒိန်းကနေဖြစ်သွားပါတယ်။ကျွန်တော်ရဲ့ brain mark အပြင်မှာအရက်6ပေ9လက်မလောက်ရှိတဲ့လူကြီးတယောက်ကျွန်တော်ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်ကြောင်သွားပါတယ်။ဘာလို့ရမှန်းလဲမသိဘူး။သူမကိုစာပြန်ပို့ရမလား။ထွက်ပြေးရမလား။ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေရမလား။သူမကိုစိတ်ပူအောင်မလုပ်ချင်ဘူးဆိုတော့အေးစစ်စစ်နေပြီးတော့တေချောင်နောက်တစ်ခါစစ်စစ်ကြည့်မယ်လို့ပြောခဲ့တယ်။ဒါမဲ့လည်းစိတ်ထဲမှာတော့ကျွန်တော်အယမ်းကြောက်နေတယ်။အိမ်ရဲ့နေရာအများစုမှာဖုန်းလိုက်မမိသလိုအိမ်မှာလည်းကျွန်တော်တယောက်တည်းရှိနေတာပါ။ငါဘာလုပ်တင်လဲ။မင်းသားဂျုံဝဲတာဆိုဘာလို့မလဲလို့တွေးမိတယ်။ကျွန်တော်မဆုံးဖြတ်နိုင်ခင်မှာပဲအပေါ်တက်ကနေဖန်ကွဲတဲ့အတန်ကြားလိုက်ရတယ်။အဲ့ဒီတန်အိမ်တစ်ခုလုံးကိုပဲ့တင်ထပ်ပြီးတော့အပေါ်ဆုံးတက်ကနေလာတာပါ။ကျွန်တော်တို့မှာ၄တက်ရှိပါတယ်။မြေအောက်တက်ပထမတက်အပေါ်တက်နဲ့ထပ်ခုပါကျွန်တော်လန့်သွားပြီးတော့တနေရာမှာဖက်ဖူးတာကိုပြန်သတိရလိုက်ပါတယ်။အကယ်၍တယောက်ယောက်ကတဲ့ရင်ကိုဖောက်ထွင်းဝင်လာရင်မီးတွေအားလုံးပိတ်လိုက်တဲ့နဲ့ဘာလို့လဲဆိုတော့သူတို့ထက်တင်ကအိမ်เจ้าကိုပိုးသိတယ်တဲ့ကျွန်တော်မီးခလုတ်စီကိုပြေးသွားလိုက်တယ်ကံကောင်းထောက်မှစွာနဲ့ကျွန်တော်တို့အိမ်မှာ smart system ရှိတယ်ဒါကြောင့်ကလုတ်တစ်ခုနဲ့ယုံနဲ့မီးတွေအားလုံးပိတ်ပြီးတော့တကားတွေအားလုံးလော့ချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါအရေးမပါဘူးသူကဝင်မို့ brain mount တစ်ခုကိုဖျက်ဆီးထားပြီးသားကျွန်တော်အနည်းဆုံးမှတွေ့တဲ့အရာကောက်ရက်တံကိုယူလိုက်တယ်ဘသူ့ကိုမှကျွန်တော်အိမ်ကိုဝင်ယူခွင့်မပေးဘူးကျွန်တော်တိုက်ခိုက်ဖို့အသင့်အနေထားမှာရှိနေတယ်သူပထမတက်မှာမရှိတော့ဘူးဆိုတာကိုသူမသိတော့ဘူးလို့တွေးပြီးတော့ဒုတိယတက်ကိုရွှေ့လိုက်တယ်ကျွန်တော်အပေါ်ကသူ့ရဲ့ခြေတံတွေကိုကြားနေရတယ်ရုပ်ရှင်ထဲရလို့တပြေးပြေးနဲ့တမင်တကာလှမ်းနေတဲ့အတန်သူ့မှာလက်နက်ပါလာတော့မသိဘူးဒါမဲ့ခေါင်းရက်တံကိုပို့ပြီးတော့တင်းတင်းဆုပ်ကင်ထားလိုက်တယ်နားထောင်နေတော့မှပဲသူလေကားကနေဆင်းလာတာကိုကြားလိုက်ရတယ်ကလေးတွေတူတူပုံနိုင်ကစားသလိုမျိုးအတန်ကင်ပြီးတော့နယံနောက်မှာပုံနေလိုက်တယ်တင်းမာမှုကမခံမရက်နိုင်ဘူးသူနောက်ဆုံးလှေကားဆင်းလာတဲ့အခါကျွန်တော်တတ်နိုင်တဲ့လောက်အားနဲ့ရိုက်ချလိုက်တယ်သူ့ဒူးကိုထိသွားတယ်သူ
သူလေကလိမ့်ကျသွားပြီးတော့အမြန်ထရက်ပြီးတော့ပြေးတယ်ကျွန်တော်သူ့နောက်ကဟေးပြန်လာခဲ့လို့အော်ဟစ်ပြီးတော့လိုက်ခဲ့တယ်အဲ့ဒါသူ့ကိုရက်တန့်စေမယ်လို့ထင်နေတယ်လို့မျိုးပေါ့လန့်ပြီးတော့ကျွန်တော်ချော်လဲပြီးတော့လေကားကနေပြုတ်ကျသွားပြီးတော့ခေါက်ရက်တံလွတ်ချလိုက်ပါတယ်ကျွန်တော်ထရက်လိုက်တဲ့ချိန်မှာသူပျောက်သွားပြီအိမ်ထဲမှာတခြားတနေရာမှာပုံနေတယ်အခုကျွန်တော်မှလက်နဲ့မရှိတော့ဘဲနဲ့ကျူးကျော်သူကိုရှာနေရတယ်ကျွန်တော်လုံးဝအားနေနေတယ်လို့ခံစားရတယ်ကျွန်တော်အပေါ်တက်ကိုမိဘတွေရဲ့အခန်းစီပြေးသွားပြီးတော့လက်နဲ့တစ်ခုရှာနေတယ်အဖေအိယာအောင်မှာတိတ်နဲ့ကတ်ထားတဲ့တနက်တစ်လက်ကိုတွေ့လိုက်တယ်ကျွန်တော်မယုံနိုင်ဘူးဘလို့လူမျိုးကတနက်ကိုအဲ့ဒီမှာကတ်ထားတာလဲဒါမဲ့ကျွန်တော်အရေးပေါ်အခြေအနေမှာရှိနေပါတယ်တနက်ကိုယူပြီးတော့ထွက်လာစမ်းမဟုတ်ရင်ပြစ်မယ်လို့အော်လိုက်ပါတယ်သူကပြစ်စမ်းမှာမင်းကငါစိန်ခေါ်တယ်လို့ပြန်အော်တယ်သူ့နေရာကိုကျွန်တော်အတိအကျမပြောနိုင်ဘူးဒါပေမဲ့သူမြေအောက်ထက်ရဲ့ဘယ်ဘက်အစွန်ဆုံးတောက်မှာရှိနေပုံရတယ်မစင်းစားပဲနဲ့ကျွန်တော်အဲ့ဒီကိုပြေးဆင်းသွားပြီးတော့စပစ်လိုက်ပါတယ်6ချက်မြောက်တဲ့တနက်တန်အိမ်တစ်ခုလုံးကိုပက်တင်ထပ်ပြီးတော့ကျွန်တော်ကိုနားပင်းသွားစေတယ်နားထဲမှာအရန်ဆူညံနေလို့တနက်ကိုလွှတ်ချလိုက်တယ်အဲ့လူကကျွန်တော်ကိုကြော်ပြီးပြေးသွားပါတယ်သူ့ကိုဆွဲဖို့ကြိုးစားနေတယ်ကျွန်တော်လက်တွေကိုကြော်သွားတယ်စိတ်ရှုပ်ထွေးပြီးတော့ကျွန်တော်ကောင်းကောင်းမကြားဘူးဒါမှမဟုတ်ရင်မတုတ်ပြန်နိုင်ဘူးသူကတက္ကမကြီးစီပြေးသွားတယ်ဒါမဲ့လောချထားတာကြောင့်သူကစနစ်ကိုနားမလည်ဘူးလန့်ပြီးတော့စရုပ်ဓာတ်ထက်ကိုပြေးထွက်သွားပါတယ်နောက်ထပ် brain mod တစ်ခုကိုဖျက်ဆီးပြီးတော့အပြင်ကိုခုန်ချသွားပြီးတောထဲကိုပျောက်သွားပါတယ်ပထမဆုံးချိန်သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ကျွန်တော်ချက်ချင်းပဲမိဘတွေကိုဖုန်းဆက်ပြီးတော့အားလုံးပြောပြလိုက်ပါတယ်ကျွန်တော်ဤစားကျွန်တော်အဆင်ပြေလားလို့မေးပြီးတော့ဖုန်းကိုအဆက်မပြတ်ခေါ်နေတယ်ကျွန်တော်မိဘတွေကရန်နှဲငယ်ကြမှရန်ရောက်လာတယ်ကျွန်တော်သူတို့ကိုပျက်စီးသွားတာတွေကိုပြပြီးတော့အားလုံးကိုပြောပြလိုက်တယ်ဘယ်သူမဆိုတွေ့နိုင်တဲ့နေရာမှာတနက်ချထားခဲ့လို့အဖေကိုကျွန်တော်အော်ဟစ်ခဲ့တယ်ဒါမဲ့အဲ့ဒါကျွန်တော်တက်ကိုကဲတင်နိုင်ခဲ့တယ်လို့အဖေကပြန်ပြောပါတယ်တူတူပြောရရင်တော့ရဲတွေရောက်လာပြီးတော့အဲ့ဒီလူရဲ့တက်သေးအထောက်ထားဘာမှမတွေ့ဘူးအနီးနားမှာဘယ်သူမှမရှိတော့တက်သေးလည်းမရှိဘူးသူ့ရဲ့ရွယ်ချက်ကဘာလဲဆိုတာကိုအခုထိမသိဘူးဒါပေမဲ့အဲ့ဒီ Snapchat ထဲမှာတခုခုကိုတတိထားမိတယ်ကျွန်တော်ကြီးစားကိုကျေးဇူးတင်တယ်သူမှမရှိရင်ဘာဖြစ်သွားမလဲဆိုတာကျွန်တော်မသိနိုင်ဘူးဇလန်ကဒီဖြစ်ရက်ကလွန်ခဲ့တဲ့9နှစ်ကဖြစ်ခဲ့တာပါအဲ့တော့ကကျမတက်က16နှစ်ပဲရှိသေးပြီးတော့တခြားအထက်တန်းကျောင်းသားအများစုလိုပဲ Snapchat ကို24နာရီနီးပါသုံးတယ်အဲ့ဒါကကျမတငယ်ချင်းတွေနဲ့အဆက်အသွယ်လုပ်တဲ့နည်းလမ်းဖြစ်ပြီးတော့လူ20လောက်နဲ့ straight တွေရှိတယ်အခုထိပဲ Snapchat ကိုသုံးနေတော့မယ်တကယ်တော့အရင်လောက်တော့မဟုတ်တော့ပါဘူးဘာပဲဖြစ်ဖြစ်တညမှာကျမအိတ်ခမ်းထဲမှာ TV ကြည့်ရင်းနဲ့တငယ်ချင်းတွေကို snap ပို့နေတယ်အဲ့ဒီအချိန်မှာကျမမိဘတွေနဲ့အမကြီးနဲ့တူနေတယ်ကျမမမိတာ app ကိုသုံးနေတော့တယောက်ယောက်ကျမကိုလာအပ်တာကိုပဲတွေ့တယ်ဆိုဖီလို့နာမည်ရတဲ့ main ကလေးတယောက်ဒါကြောင့်သူမရဲ့ profile ဒါမှမဟုတ်ရင်ဘာကိုမှမကြည့်ပဲနဲ့ကျမသူမကိုပြန်အပ်လိုက်တယ်သူမနာမည်ကိုမမှတ်မိဘူးဒါပေမဲ့သူမကကျမတို့ကြောင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျမတို့မှာတငယ်ချင်းတွေတူနိုင်တယ်လို့တွေးမိတယ်ဘာလို့တခြားတယောက်ယောက်ကကျမကိုအပ်လုံးမှလဲဆိုတာမသိဘူးပြီးတော့တိတ်မစင်းစားပဲနဲ့စကလုံးမပါတဲ့ selfie တစ်ပုံသူမကိုပို့လိုက်တယ်သူမဘာတူလဲဆိုတာကိုသိချင်လို့သူမတစ်မိနစ်တွင်းပြန်ဖြေတယ်ဒါပေမဲ့သူမမျက်နှာပုံမဟုတ်ဘူးအပြင်မှာညချိန်ဖြစ်နေတော့တိတ်မမြင်ရဘူးတယောက်ယောက်ရဲ့နောက်ဖေးခြံထဲမှာရှိနေပုံရပြီးတော့အိမ်တစ်လုံးရှိတယ်ဒါပေမဲ့9စက္ကန့်လောက်ကြည့်ပြီးတော့ကျမသဘောပေါက်သွားတယ်ဒါကျမအိမ်ပဲကျမအရင်စိတ်ရှုပ်သွားတယ်ပုံထဲမှာသူမလုံးဝမပါဘူးကျမအိမ်ရဲ့ပုံတက်တက်ပဲကျမထပြီးတော့နောက်ဖေးခြံကိုမြင်ရတဲ့ကျမအိတ်ကန် brain mouse ကိုသွားလိုက်တယ်ဒါပေမဲ့အဲ့နောက်မှာမီးအောင်ကောင်းကောင်းမရှိဘူးနောက်ဖေးမီးကပိတ်ထားပြီးတော့ခြံထဲမှာတစ်ပင်တွေအများကြီးရှိတယ်ကျမဘာမှမမြင်နိုင်ဘူးဒါပေမဲ့ဆက်ကြည့်နေတယ်ပြီးတော့ကျမအဲ့ဒီ main ကလေးကို snap ပြန်ပို့လိုက်တယ်ဒါပေမဲ့ဓာတ်ပုံစာ message တစ်ခုပို့လိုက်တယ်သူမဘာတူလဲဘာလို့ကျမ channel မှာရောက်နေတာလဲလို့မေးလိုက်တယ်ပြီးတော့ကျမနောက်ဖေးခြံကိုဆက်ကြည့်နေတော့တစ်ပင်နောက်ကနေအလင်းတစ်ခုလျှက်တစ်ပြက်ထွက်လာတာကိုတွေ့လိုက်ပါတယ်ပြီးတော့ပျောက်သွားတယ်လူတယောက်လိုအရေးရောင်လိုခရီးရေးပဲမြင်လိုက်ရတယ်ဒါမဲ့သူတို့ကိုသေချာမမြင်လိုက်ရပါဘူးပြီးတော့ကျမကူလေးတွေရိုက်ထားတာကိုမြင်လိုက်ရတဲ့ပုံရဲ့ snap ကိုရယူလိုက်တယ်အဲ့ဒါကနောက်တစ်ခါစကလုံးမပါဘဲနဲ့ကျမအိမ်နောက်ဖက်ရဲ့ flash တက်ပုံကျမအရန်စိတ်ရှုပ်သွားတယ်ကျမ brain မောက်အပြင်ကိုဆက်ကြည့်နေလိုက်တယ်ပြီးတော့တစ်ပင်နောက်ကနေယောက်ျားတယောက်ပြေးထွက်လာပြီးတော့ခြံစည်းရိုးကိုခုန်ကျော်ပြီးအိမ်နီးချင်းခြံထဲကိုဝင်သွားတာကိုတွေ့လိုက်ရတယ်ကျမကောင်းကောင်းမမြင်ရဘူးအဲ့ဒါကယောက်ျားတယောက်ဖြစ်နိုင်တယ်ဆိုတာကိုခွဲခြားနိုင်အောင်လောက်ပဲမြင်ရတယ်တစိတ်တစ်ပိုင်းကသူ့ရဲ့ပုံစံကြောင့်နဲ့တစိတ်တစ်ပိုင်းကလှုပ်ရှားမှုကြောင့်မှအဲ့ဒီလူပဲအရွယ်လဲဘာလဲဆိုတာတော့ဘာကိုမှမသိရပါဘူးအယမ်းမြန်လွန်ပါတယ်ကျမတကယ်လန်သွားခဲ့ပေမဲ့တငယ်ချင်းတယောက်ယောက်ကနောက်ပြောင်တာဖြစ်နိုင်တယ်လို့ကိုပြောလိုက်ပါတယ်အဲ့နောက်ကျမအိမ်ပတ်ပြီးတော့ brain မောက်တိုင်းကိုကားလိုက်ပြီးတကားလုံးအားလုံးကိုနှစ်ထပ်စစ်ဆေးလိုက်ပါတယ်ပြီးတော့ကျမအခန်းကိုပြန်သွားတယ်အဲ့ဒီကိုရောက်တော့အဲ့ဒီ user ကပဲ Snapchat မှာ voice recording တခုပို့ထားတာကိုတွေ့လိုက်ရတယ်
အဲ့ဒီချိန်မှာပဲအဲ့ဒါက Snapchat မှာမြင်ရတဲ့ main ကလေးမဟုတ်ဘူးဆိုတာသိကြနေလို့ user လို့ပြောတာပါကျမအဲ့ဒီ recording ကိုဖွင့်ကြည့်လိုက်ပါတယ်ယောက်ျားတစ်ယောက်ရဲ့မောတန်ဖြစ်ပြီးတော့သူကအထက်တန်းကျောင်းအရွယ်ထက်ပိုကြီးပုံရတယ်ကျမအရန်ကြောက်လန့်သွားပြီးတော့အဲ့ဒီအကြောင်းကိုတငယ်ချင်းအားလုံးကို snap တွေပို့ပြီးတော့ပြောပြလိုက်ပါတယ်ဘသူမှအဲ့ဒါဘသူလဲဆိုတာကိုမသိဘူးနောက်ပြောင်တာဒါမှမဟုတ်ရင်တခုခုဖြစ်နိုင်တယ်လို့ထင်နေကြတယ်အဲ့နောက်ကျမအဲ့ဒီ user ကို block လိုက်တယ်ရဲတဲ့ဘက်အနေငယ်ကြတဲ့အထိကျမစိုးရိမ်နေပြီးတော့တခြားတယောက်ကျမကိုအဲ့လိုမလားဒါမှမဟုတ်ရင်တယောက်ကျမနောက်ဝေးချန်နဲ့ရောက်လာမလားလို့တွေးနေပေမဲ့ဘသူမှမလာခဲ့ပါဘူးဘသူအဲ့ဒီလိုလုပ်ခဲ့တာလဲဘာလို့လဲဆိုတာကိုကျမခုထိတွေးနေတော့မှာပဲဆက်လန်ချောက်ဒါကလွန်ခဲ့တဲ့၄နှစ်လောက်ကဖြစ်ခဲ့တာပါSnapchat မှာဘယ်သူဘယ်ဝါမှန်းမသိတဲ့ယောက်ျားတစ်ယောက်ကကျမကိုအပ်လိုက်တဲ့အချိန်ရန်စတာပဲသူ့နာမည်ကတော့ဂျွန်ဘာဆိုလားပဲတေချာတော့မမှတ်မိဘူးသူ့နာမည်ကိုဒါမှမဟုတ်ရင်ဘာကိုမှချက်ချင်းမမှတ်မိပါဘူးဒါပေမဲ့ကျမသူ့ကိုပြန်အပ်လိုက်ပြီးတော့တိတ်ဂယုမဆိုင်ခဲ့ဘူးအဲ့ဒီအချိန်တုန်းကကျမကောလိပ်မှာမဟာပွဲအတွက်လေ့လာနေတာပါကောလိပ်မှာ9နှစ်ကျော်နေခဲ့ပြီးတော့လုပ်ခဲ့တဲ့အလုပ်မျိုးမျိုးကြောင့်သူကျမကိုတနေရာကနေသိနိုင်တယ်လို့ထင်မိတယ် Snapchat app မှာလည်းတငယ်ချင်းတော်တော်များများရှိပါတယ်ဘာပဲဖြစ်ဖြစ်ရန်နေငယ်ကြတော့တနေ့မှာကျမအိမ်မှာတိုက်ခန်းမှာရှိနေတော့ဘာအကြောင်းကြောင့်မှမသိ Snap map ကိုကြည့်လိုက်မိတယ်အဲ့ဒီ map ကတင့်ရဲ့တငယ်ချင်းတွေအားလုံးရဲ့ဒီနေရာကိုသူတို့ဖွင့်ထားရင်ပြတယ်ကျမရဲ့တိုက်ခန်းဝင်းထဲမှာ Snap map မှာယောက်ျားတစ်ယောက်ရှိနေတာကိုသတိထားမိတယ်အဲ့ဒါမကြသေးခင်ကမှကျမကိုအပ်လိုက်တဲ့ယောက်ျားပဲသူလည်းအဲ့ဒီမှာနေနိုင်တယ်လို့တွေးမိတယ်သူ Snapchat မှာသူ့ရဲ့နောက်ဆုံးနာမည်မပါဘူးဆိုတော့သူဘယ်သူလဲဘလို့ရှာမလဲဆိုတာမသိဘူးအဲ့နောက်တစ်ရက်မှာကျမတငယ်ချင်း2ယောက်နဲ့မြို့ရဲ့တခြားတစ်ဖက်မှာရောက်နေတယ်ကျမတို့ပန်းချံတစ်ခုမှာလေ့ကျင့်ခန်းလုပ်နေကြပြီးတော့လူတော်တော်များတဲ့နေရာတစ်ခုလည်းဖြစ်တယ်တခြားလူတော်တော်များများလည်းရှိနေပြီးတော့မပြန်ခင်ကျမဖုန်းကိုကြည့်ပြီးတော့ Snap map ကိုနောက်တစ်ခါကြည့်လိုက်တယ်ကျမနဲ့ကျမတငယ်ချင်းတွေကတခြားတငယ်ချင်းတယောက်ဘာမှလဲဆိုတာကိုကြည့်နေကြတာမှတ်မိတယ်ကောင်းပြီအဲ့ဒီယောက်ျားအဲ့ဒီပန်းချံမှာရှိနေတာကိုသတိထားမိတယ်သူကျမဘေးနားမှာတန်မတ်မရှိပေမဲ့တော်တော်လေးနီးတယ်ကျမပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူဘလို့ပုံစံလဲဆိုတာမသိဘူးဒါမဲ့ထူးဆန်းတဲ့ဘာကိုမှလည်းသတိမထားမိဘူးကျမမြင်ကွင်းထဲမှာအနည်းဆုံးလူ20လောက်ရှိနိုင်တယ်ဒါကတက်ဆိုင်မှုတစ်ခုပဲဖြစ်နိုင်ပါတယ်ဒါမဲ့ကျမအတွက်တော့တော်တော်လေးထူးဆန်းနေတာပါအခြေအနေတွေကပို့ပြီးတော့ထူးဆန်းလာတယ်ကျမစိတ်ဝင်စားလာပြီးတော့အိမ်ပြန်ရောက်တော့ Snap map ကိုနောက်တစ်ခါကြည့်လိုက်တယ်နောက်တစ်ချိန်မှာလည်းကျမအိမ်ပြန်ရောက်ပြီးတော့မကြခင်မှာပဲအဲ့ဒီယောက်ျားကကျမတိုက်ခန်းအပြင်မှာရှိနေပုံရတယ်နောက်တစ်ရက်မှာကျမနဲ့မိုင်းအနေငယ်ပဲဝေးတဲ့ကုန်းဆုံးဆိုင်အောင်သွားတယ်အဲ့ဒီမှာရောက်တော့ရုတ်တရက်မက်ကိုကြည့်ဖို့အတွက်စိတ်ကူးပေါ်လာတယ်။ "तू ကဒီမှာတော့ရှိနေမှာမဟုတ်ပါဘူးလို့တွေးလိုက်တယ်။ဒါမဲ့ကြည့်လိုက်တော့ तू အဲ့ဒီမှာရှိနေတယ်။မက်အရာကားပါကင်မှာရှိနေတယ်။အခု Snapchat မှာဒီနေရာတွေက app ကိုသုံးနေတဲ့အချိန်မှာပဲ update ဖြစ်ပြီးတော့ဒီနေရာအတိအကျ100%မဟုတ်ပေမဲ့အများအပြည့်တော်တော်လေးနီးပါတယ်။ကျမအဲ့ဒီမှာရှိနေတဲ့အချိန်ကျန်နာတွေကိုစိုက်ထဲမှာပတ်ကြည့်မိတယ်။ရိုးရိုးသားသားပြောရရင်တော့အဲ့ဒီယောက်ျားဘာမှလဲဆိုတာကိုတော့မသိဘူး။ကျမဆိုလိုတာ तू ဘယ်လိုပုံစံလဲဆိုတာတော့မသိဘူး။ဒါမဲ့ဒါအရန်ကိုတန်တရားဖြစ်စရာကောင်းပြီးတော့ तू ကျမတိုက်ခိုင်းဝင်ထဲမှာတကယ်နေသလားဒါမှမဟုတ်ရင် तू ကျမကိုနောက်ရောက်ခံနေသလားလို့တွေးမိလာတယ်။အဲ့ဒီညကျမအိမ်ပြန်ရောက်တော့အမက်ကိုချက်ချင်းဒီပါကြည့်လိုက်ပါတယ်။အဲ့ဒီယောက်ျားအမက်မှာပေါ်လာတယ်။ကျမနေရာအပြင်မှာနောက်တစ်ချိန်ရှိနေတဲ့ပုံပဲ။အခုသူ့ကိုမေးခွန်းတချို့မေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူဘာတူလဲ။ကျမကိုဘယ်လိုသိလဲလို့Snapchatမှာချက်ပို့လိုက်တယ်။ချက်ပို့ပြီးတဲ့နောက်ကျမစက်တင်ထဲဝင်ပြီးတော့ကျမရဲ့ဒီနေရာကိုပိတ်လိုက်တယ်။ပြီးတော့အဲ့ဒီယောက်ျားကျမ message ကိုဖွင့်ဖတ်ပြီးတော့စာမပြန်တာကိုတွေ့လိုက်ရတယ်။ကျမအရန်စိတ်ရှုပ်သွားလို့သူ့ကို block လိုက်ပါတယ်။မိနစ်နဲ့ငယ်ကြာတော့ကျမတက်ခံရဲ့ပထမတက်မှာနေပါတယ်။ကျမဧကန်ထဲမှာရှိနေတယ်။ပြီးတော့ကျမရုတ်တရက် brain mouth ခောက်တံကြားလိုက်ရတယ်။အဲ့ဒါကျမဧကန်ကနေလာတာပါ။ကျမထဲဝင်သွားလိုက်တာနဲ့အဲ့ဒီမှာကျမ brain mouth ထဲကိုကြည့်နေတဲ့ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကျမသူ့ကိုဘယ်တော့မှမမြင်ဘူး။အဲ့ဒါက Snapchat မှာကျမကိုအပ်လိုက်တဲ့ယောက်ျားပဲ။ကျမအခန်းထဲကနေထွက်သွားပေမဲ့သူကကျမ brain mouth ကိုဆက်ခောက်နေပြီးတော့ခောက်တံပိုးကျဲလာပုံရတယ်။ရဲကိုဖုန်းခေါ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဒီယောက်ျားကျမကိုနောက်ရောက်ခံနေပုံရတယ်။ဒါမှမဟုတ်တခုခုလုပ်နေပုံရတယ်။ဒါကြောင့်ရဲကိုဘာဖြစ်နေလဲဆိုတာပြောပြတော့သူတို့မကြခင်ရောက်လာမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာ brain mouth ကယောက်ျားကခောက်တာတော်တော်ရက်သွားပြီးကျမအိတ်ခမ်းထဲကိုဝင်ကြည့်တော့သူအဲ့ဒီမှာမရှိတော့ဘူး။ brain mouth ပြုံကြည့်ပြီးတော့သူထွက်သွားပုံရတယ်။ဒါမဲ့အိမ်နောက်ခဏကြာမှကျမတိုက်ခန်းရဲ့တကမာကြီးကိုတယောက်ကဖွင့်ဖို့အတွက်စူးစမ်းနေတဲ့အတန်ကြားလိုက်ရတယ်။တကားကလော့ချထားတာပါ။ကျမအိတ်ခမ်းထဲမှာပဲနေနေတယ်။အဲ့ဒီတခါခောက်ပြီးတော့ဘာတမ်းမှမကြားတော့ဘူး။ရဲတွေရောက်လာတဲ့အထိတိတ်ဆိတ်နေတယ်။9မိနစ်ကနေ10မိနစ်လောက်ကြာမယ်ထင်တယ်။အိမ်နောက်ရဲနဲ့စကားပြောပြီးတော့တက်နိုင်တဲ့လောက်သတင်းအချက်လက်အားလုံးကိုပေးလိုက်တယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီလူကထွက်သွားပုံရပါတယ်။
အဲ့ဒီချိန်ကစပြီးတော့သူ့စီကဘာသတင်းမှမကြားရတော့ပါဘူး